လက်ရှိမှာ American စစ်သင်္ဘော၈စီးနဲ့ဒုံးကျည်1000ကျော်ဟာ Venezuela နိုင်ငံ Caracas မြို့ကိုချိန်ရွယ်ထားတာကြောင့်တကမ္ဘာလုံးကအခြေအနေကိုစောင့်ကြည့်နေကြပါတယ်။ဒီအခြေအနေကို Venezuela သမ္မတကရာသီနှစ်တစ်ခုအတွင်းအကြီးမားဆုံးချိန်ချောက်မှုလို့ပြောခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့ American ဟာစောင့်ဆိုင်တာဆွေးနွေးညှိနှိုင်းတာမျိုးမလုပ်တော့ဘဲတညရဲနဲ့ Venezuela ရဲ့ကာကွယ်ရေးစနစ်တွေကိုလုံးဝဖျက်ဆီးပစ်ဖို့ရည်ရွယ်တဲ့ကြီးမားတဲ့ထိုးစစ်တစ်ခုကိုစတင်လိုက်ရင်ဘာတွေဖြစ်လာမလဲဆိုတာကိုလေ့လာသုံးသပ်တင်ပြသွားမှာပါ။ ကာရီဘီယန်ပင်လယ်ရဲ့ငြိမ်သက်နေတဲ့ရေပြင်ဟာရုတ်တရက်လှုပ်ရှားလာခဲ့ပါတယ်။ USS Normandy Cruise စစ်သင်္ဘောက Tomahawk ဒုံးကျည်ပစ်လွှတ်စင်တွေရဲ့အဖုံးတွေဟာစက္ကန့်ပိုင်းအတွင်းပွင့်ထွက်လာခဲ့ပြီးဒုံးကျည်200ကျော်ဟာတပြိုင်နက်တည်းနီးပါးကောင်းကင်ကိုထိုးတက်သွားက Venezuela ပိုင်နက်ကိုဦးတည်သွားပါတော့တယ်။နနက်တနာရီ45မှာတော့ Venezuela ရဲ့ radar စနစ်တွေဟာဝင်ရောက်လာတဲ့ပြစ်မှတ်တွေနဲ့ပြည့်နှက်နေပါပြီ။သူတို့ရဲ့ S300 ဒုံးကျည်စနစ်တွေနဲ့တိစောက်ထားတဲ့လေကြောင်းကာကွယ်ရေးကွန်ရက်ဟာပြစ်မှတ်တွေကိုခြေရာခံမှုကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီစနစ်ကိုပြစ်မှတ်အနေငယ်ကိုသာခြေရာခံနိုင်အောင်ဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက်ရာနဲ့ချီတဲ့ဒုံးကျည်တွေတပြိုင်နက်တည်းပေါ်လာတဲ့အခါမှာတော့ရေဒါမျက်နှာပြင်တွေဟာဖတ်မရလောက်အောင်ရှုပ်ထွေးသွားခဲ့ပါတယ်။နောက်ဆုံးတော့ပြစ်မှတ်အနေငယ်ကိုသာကြားဖြတ်နိုင်ခဲ့ပြီးအများစုကတော့ကာကွယ်ရေးစနစ်ကိုကြော်ဖြတ်သွားခဲ့ပါတယ်။နနက်2နာရီမှာတော့ Tomahawk ဒုံးကျည်တွေဟာ Caracas ကောင်းကင်ယံကိုဖျက်ကျော်ပြန်တန်းလာပြီးမြို့တော်တစ်ခုလုံးကိုတိုက်ခိုက်ခဲ့ပါတယ်။ပထမဆုံးပြစ်မှတ်ကတော့မြို့တော်နဲ့80ကီလိုမီတာအကွာမာရာကိုင်းကလေတပ်စခန်းဖြစ်ပါတယ်။လေရင်ပြေးလန်းတွေပျက်စီးလေရင်ယုံတွေပြိုကျခဲ့ပြီးစုတက်တီတိုက်လေရင်တွေပါမပြန်တန်းနိုင်ခင်မှာပဲပျက်စီးသွားခဲ့ပါတယ်။ဒီလိုတိကျတဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့် Venezuela လေတပ်ဟာတိုက်ပွဲအတွက်တုံ့ပြန်နိုင်စွမ်းမရှိတော့ပါဘူး။နောက်ထပ်မိနစ်ပိုင်းကြာမှာတော့ဒုံးကျည်အုပ်စုတစ်ခုဟာအမျိုးသားရေဒါကွပ်ကဲရေးစင်တာကိုထိမှန်ခဲ့ပြီးဆက်သွယ်ရေးလိုင်းတွေပြတ်တောက်သွားခဲ့ပါတယ်။ဒီလိုမျိုးဖြစ်ပွားမှုကြောင့် Caracas ကစစ်ဘက်ခေါင်းဆောင်တွေဟာတိုက်ပွဲအတွက်လမ်းညွှန်နိုင်စွမ်းလုံးဝဆုံးရှုံးသွားခဲ့ပါတယ်။မနက်ခင်း9:15မှာတော့တိုက်ခိုက်မှုဟာအရေးကြီးတဲ့အခြေခံအဆောက်အအုံတွေစီကိုဦးတည်လာပါတော့တယ်။ Caracas မြို့ကိုဝန်ဆောင်မှုပေးနေတဲ့အဓိကဓာတ်အားပေးစက်ရုံ Tomahawk ဒုံးကျည်များပါနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်မီးတောက်တွေဟာကောင်းကင်ယံကိုထိုးတက်သွားခဲ့ပြီးမိနစ်ပိုင်းအတွင်းမှာပဲမြို့တော်တစ်ခုလုံးဟာအမှောင်ထဲနစ်မြုပ်သွားပါတော့တယ်။ဒီလိုရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေကြောင့်မြို့တော်မှာနေထိုင်သူ3တန်းကျော်ဟာလျှက်စစ်မီးနဲ့ဆက်သွယ်ရေးတွေပြတ်တောက်သွားပြီးအကြီးအကျယ်အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မနက်3နာရီမှာတော့ဒုတိယလှိုင်းစတင်ခဲ့ပါတယ်။ ကာရီဘီယန်ပင်လယ်အောက်ခြေကနေ USS Florida နျူကလ িয়ার ရင်ကုန်သင်္ဘောကနေ Tomahawk ဒုံးကျည်150ကိုထပ်မံပစ်လွှတ်ခဲ့ပါတယ်။ဒီဒုံးကျည်တွေဟာဗလင်စီယာမြို့ကလက်နက်ခဲယမ်းတိုးလောင်ရုံတွေကိုပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။၄နာရီနီးပါးဇက်တိုက်ခိုက်မှုတွေပြီးမှဒုံးကျည်800ကျော်ဟာပြစ်မှတ်တွေကိုထိမှန်ခဲ့ပြီးဖြစ်ပါတယ်။ရလဒ်အနေနဲ့လေတပ်စခန်းတွေပျက်စီးရေတပ်အဆောက်အုံတွေမီးလောင်စာစီဂိုဒေါင်တွေပေါက်ကွဲပြီးရေဒါစနစ်တွေလည်းအလုံးမလုံးတော့ပါဘူး။ Venezuela ရဲ့စစ်ဘက်အခြေခံအဆောက်အုံတွေဟာအပျက်စီးပုံတွေဖြစ်ကုန်ပါပြီ။စစ်သား